မင်္ဂလာပါကျွန်တော်ဒီနေ့ yes or no question တွေကိုနည်းနည်းရှင်းပြခြင်းနဲ့တချို့ပြောတယ် okay yes လို့ဘာပြောဖြေလဲဘာလို့no လို့မေးတဲ့ချိန်မှာဘာလို့ no ဖြေလဲပေါ့နော်အဲ့လိုမေးလာတယ်ဆိုလို့ရှိရင်ဘယ်လိုဖြေရမလဲဆိုတော့တချို့မေးတဲ့အပေါ်မှာကျွန်တော်နည်းအကြံဉာဏ်ရှင်းပြခြင်းနဲ့ဆိုတော့ဒီနေ့က yes or no question အားရှင်းပြခြင်းပေါ့နော် yes or no question ကိုရှင်းပြမယ်ဆိုတော့ကြည့်အောင် okay Number 1ပေါ့နော် Number 1က Have you ever claimed to be a US citizen in writing or in any way? Have you ever claimed to be a US citizen? American နိုင်ငံသားလို့ကိုပြောဘူးလားကြေညာဘူးလားပေါ့နော် In writing စာနဲ့တော့၎င်းတော့မဟုတ်တခြားနီလန်တစ်ခုခုနဲ့ဆိုတော့ကိုကြေညာဘူးလို့ဆိုလို့ရှိရင် yes မကြေညာဘူးလို့ဆိုလို့ရှိရင် no ကိုတခါမှမကြေညာဘူးခုမှရှောက်မယ်ဆို no ပေါ့နော် no ဥပမာ why လို့မေးလာခဲ့တယ်ဆိုလို့ရှိရင် because I have never claimed to be a US citizen အတိပေါ်ကျွန်တော်တို့ကိုရှေ့ဝေးတော့မေးမှာမဟုတ်ဘူးเนาะ so have you ever claimed to be a US citizen in writing or in any way so no လို့ဖြေလိုက်ပါ why လို့တကယ်လို့မေးလာခဲ့တယ်ဆိုလို့ရှိရင် because I have never claimed ကျွန်တော်တခါမှအဲ့လိုမပြောဘူးလို့ဖြေရုံပဲเนาะတခြားဟိုရှေ့ဝေးတွေဖြေစရာမလိုဆိုတော့သူတို့နားလဲတယ် okay number 2ကိုကြည့်အောင် have you ever registered to vote in any federal state local election in the United States have you ever registered to vote မပုံတင်ဘူးလားတဲ့ vote ဖို့ရွေးကောက်ပွဲမှာမဲပေးဖို့ federal အစိုးရအောင်မဲပေးတာတော့ပြင် state အစိုးရအောင်မဲပေးတာပြင် local အစိုးရအောင်မဲပေးတဲ့မဲပေးဖို့အတွက်မှတ်ပုံတင်ဘူးလားဆိုတော့ကိုတခါမှမတင်ဘူးတော့ no ပြင်တော့ why လို့မေးလာခဲ့တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့လဲ why လို့မေး because I have never registered to vote လို့ဖြေလို့ရတယ်နော် because I have never registered to vote တော့ why နဲ့အမြဲတမ်းမေးလိမ့်မယ်ဒါပေမဲ့ခုနပထမဆုံးပြောသလိုတောင်းတန်တော့မေးမှာမဟုတ်မေးခဲ့ရရှိတော့ဘောနော် why မေးခဲ့ရရှိတော့ because I have never registered to vote လို့ဖြေလို့ရတယ်ကဲနောက်တစ်ခုကြည့်အောင် have you ever voted in any federal state or local election in the United States have you ever voted မဲပေးဘူးလားတဲ့ federal state နဲ့ local ပေါ့နော် data ဆိုင်ရာရွေးကောက်ပွဲတွေမှာမဲပေးဘူးလားကိုမပေးဘူးဆိုလို့ရှိရင် no why ဘာဖြစ်လို့လဲလို့မေးခဲ့တယ်ဆိုလို့ရှိရင် because I have never voted question မှာ I have you ever လို့မေးတယ်ဒါပေမဲ့ဖြေတဲ့ချိန်မှာ I have never လို့ဖြေမယ်နော်ကြည့်နောက်တစ်ခုကြည့်အောင် do you have or did you ever have a hereditary title or an order of mobility in any foreign country so lo jina ga do you have now အခုလက်ရှိဒါမှမဟုတ်ရှိခဲ့ဘူးလားတဲ့ hereditary title မမျိုးမင်းနွယ်ဒါမှမဟုတ်ဘွဲကုံ drug ပေါ့နော်ဘွဲကုံဓာတ်ဘွဲကုံ drug တခုခုရှိခဲ့လားဥပမာဆိုလို့ရှိရင်တီပေါ်မင်းနွယ်လားပါလားပေါ့နော်အဲ့လိုမေးချင်တာ an order of nobility နိုင်ငံခြားတခုခုမှာအဲ့လိုမျိုးမင်းနွယ်ဒါမှမဟုတ်မင်းသားမင်းသမီးလားပေါ့နော်ဘယင်းနဲ့သားသမီးဖြစ်ခဲ့ဘူးလားဒါမှမဟုတ်လက်ရှိဖြစ်နေလားလို့မေးတာဆိုတော့ကိုမဟုတ်ဘူးကိုတမန်ပြီးသူပဲဆိုလို့ရှိရင် no ဖြစ်ခဲ့တော့မှ yes လို့မဖြေနဲ့သူရှည်နေမှာဆိုလို့နော်ကိုဘောဘာတီပေါ်မင်းဆိုလို့ရှိရင်လည်း no လို့ပဲဖြေလိုက်နော် because ဖြေတဲ့ချိန်မှာ why လို့မေးလာတယ်ဆိုလို့ရှိရင် because I am not or I don't have a hereditary title okay အဲ့လိုဖြေမယ်နော် have you ever been declared legally incompetent have you ever been declared legally incompetent or being confined to a mental institution okay ဒီမှာ question နှစ်ခုမေးထားတယ်
have you ever been declared legally incompetent မင်းတို့တရားဝင်ပေါ့နော်မတန်ဆွမ်းဆိုပြီးတော့ကြေညာခြင်းခံဘူးလားဆိုလိုချင်တာကကိုကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးမကောင်းဘူးဆိုလို့ရှင်ဒီနေရာမှာဆေးလက်မှတ်တွေရှိတယ်အဲ့ဒါကိုဆိုလိုချင်တာနော်ဒါမှမဟုတ် or have you ever been confined to mental institution ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဆေးရုံတွေမှာဆေးရုံတက်ဘူးလားပေါ့နော်ကျွန်တော်မြန်မာလိုတင်ပြမယ်ဆိုလို့ရှင် no ပေါ့နော်မတက်ဘူးတခါမှ why လို့မေးတယ်ဆိုလို့ရှင် I have never been ဖြေတဲ့ချိန်မှာ never လို့ဖြေမယ်နော် I have never been declared legally incompetent or been confined to a mental institution so ဒီအဖြစ်ကျွန်တော်တို့ yes or no ကိုရှင်းပြခြင်းသာဖြစ်တယ်တကယ် interview တွေမှာမေးခြင်းမှာမေးလိမ့်မယ်ဒါပေမဲ့ yes no ဖြေပြီးတော့များသောအားဖြင့်100မှာ90ကျော်လောက်ကတော့မမေးတော့ဆက်ကြည့်အောင် do you owe any overdue federal state or local taxes or have you ever not filed federal state or local tax return when required to do so ပြောချင်တာက tax file ဖို့အကျွေးရှိလား federal ဆိုရစီမှာအခွန်အကျွေးရှိလား state အစိုးရစီမှာအခွန်အကျွေးရှိလားပြီးရင် data ဆိုင်ရာ local tax data ဆိုင်ရာပေါ့နော်ဒီ local မှာ tax ပေးစရာရှိလားဒါမှမဟုတ်သူ all လို့ရေးတာနော်ဒါမှမဟုတ် have you ever not filed ဒါမှမဟုတ် tax တခါမှမ file ဘူးပဲဖြစ်လာပေါ့နော်တခါမှ okay ဒီမှာစကားတော့ထစ်နေပြီ okay have you ever not filed a federal so tax မ file ပဲနေဘူးလားပေါ့နော်ဥပမာကိုက9နှစ်ပြည့်လို့အမေရိကန်နိုင်ငံသားဖြစ်ပြီဆိုလို့ရှိရင်တခါမှ tax မ file ဘူးဆိုလို့ရှိရင်ဒါမှမဟုတ်တနည်းလောက် tax file ဘူးမေးတယ်ဆိုလို့ရှိရင်အဲ့ဒါအများကြီးသူ question တွေမေးနိုင်မယ်ဆိုတော့ဒီကဖြေဖို့ကတော့ no ပေါ့နော် no I don't owe any overdue လို့ဖြေမယ်နော် I don't owe any overdue okay နောက်တစ်ခုဆက်ကြည့်အောင် have you ever not paid child support when you were required to do so child support ဆိုတော့ကလေးထောက်ပံ့ကြေးပေးဖို့ရှိပေမဲ့မပေးဘဲနေလားပေါ့အဲ့ဒါမေးချင်တာတချို့က child support ကလေးထောက်ပံ့ကြေးပေါ့နော်မိမနဲ့ကွဲသွားလို့ကလေးထောက်ပံ့ကြေးပေးစရာရှိတယ်ဒါပေမဲ့မပေးဘဲနဲ့အဲ့လိုမျိုးလုံးဘူးလားနေဘူးလားအဲ့လိုမေးတာ no ပေါ့နော်ကျွန်တော်ဒီမှာတချို့ border 2ယောက်3ယောက်ရှိတယ်သူတို့ child support ပေးရတာဆိုတော့အဲ့လိုမျိုးကိုမှဟိုတရားရုံးကလည်းခေါ်တယ် child support လည်းပေးရမှာမပေးဘူးပေါ့နော်အဲ့တိုင်းနေလားလို့သူမေးချင်တာ no I don't have to pay any child support လို့ဖြေအောင်မယ်နော် cannot have you ever been a member အဖွဲ့ဝင်ဖြစ်ဘူးလားဒါမှမဟုတ် involved in ပါဝင်ဘူးလား or any way associated with communist party the communist party communist party အဖွဲ့ဝင်ဒါမှမဟုတ် communist party ထဲမှာလှုပ်ရှားဘူးတဲ့လူဒါမှမဟုတ် communist party နဲ့ပတ်သက်ဘူးတဲ့လူဖြစ်လားတဲ့ no ပေါ့နော်ဒါလွယ်ပါတယ် no လို့ဖြေမယ်ပြီးရင် why no ပေါ့နော် why လို့ဖြေ I have never been a member of the communist party အဲ့လိုဖြေလို့ရတယ်နော် okay have you ever been a member of the ပြန်မေးတဲ့ member အဖွဲ့ဝင်ဖြစ်ဘူးလား involved ပါဝင်ဘူးလား or any way associated ပတ်သက်ဘူးလားဘာနဲ့ပတ်သက်ဘူးလားလဲ with the Nazi party Nazi party နဲ့ဒါမှမဟုတ် any organization connected to the Nazi party Nazi party အဖွဲ့ဝင်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတစ်ခုခုနဲ့ပါဝင်ပတ်သက်ဘူးလားဒါမှမဟုတ်ဝင်ရောက်ဘူးလားဒါမှမဟုတ်အဖွဲ့ဝင်ဖြစ်ဘူးလားလို့မေးတာဆိုတော့မဖြစ်ဘူးဆိုလို့ရှိရင် no လို့ဖြေမယ်နော် because I have never been a member အဲ့လိုဖြေအောင်မယ်နော် okay နောက်တစ်ခု have you ever been a member ဆက်မေးတယ်နော် member ဖွဲ့ဝင်ဖြစ်ဘူးလား involved in ပါဝင်ဘူးလား or any associated with the terrorist organization အကြမ်းဖက်ဖွဲ့ဝင်ဖွဲ့စည်းတစ်ခုခုနဲ့ပါဝင်ပတ်သက်ဖွဲ့စည်းတစ်ခုနဲ့
ပတ်သက်ဘူးလားဒါမှမဟုတ်ပါဝင်ဘူးလား involved ဒါမှမဟုတ် a member of အဖွဲ့ဝင်ဖြစ်ဘူးလားသူမေးတဲ့အချိန်ကျ no လို့ဖြေအောင်ပဲ why လို့မေးတယ်ဆိုလို့ရှိရင် I have never been a member of or involved in or any way associated with a terrorist organization အဲ့လိုဖြေအောင်မယ်နော် Okay ဇက်ကြည့်အောင် now member တွေမေးသေးတယ်နော် have you ever been a member of so member မေးတယ်ဆိုလို့ရှိရင်ကိုတည်ထားဖို့လိုတယ်ပါဝင်ဘူးလားဒါ no question ပေါ့နော် involved in but ပါဝင်ဘူးလား or in any way associated with any group ပတ်သက်ဘူးလား associate ဆိုပတ်သက်ဘူးလားမလား any group unit or organization that use weapons or violence to achieve its goal ပိုင်းတဲ့ကူရောက်ဖို့အတွက်အကြမ်းဖက်နည်းကိုအသုံးပြုတဲ့အဖွဲ့အစည်းတွေနဲ့ပါဝင်ပတ်သက်ဘူးလားအဲ့ဒီအဖွဲ့အစည်းတွေရဲ့အဖွဲ့ဝင်ဖြစ်ဘူးလားအဲ့ဒီအဖွဲ့အစည်းတွေနဲ့ပြည်အဖွဲ့အစည်းတွေမှာပါဝင်ဘူးလားလို့တော့မေးတာကိုကထားပါတော့အမေရိကန်မလာခင်ပါဝင်ပတ်သက်ဘူးတယ်အမေရိကန်မလာခင်လက်နက်ကင်ဘူးတဲ့နယ်စပ်တွေမှာဆိုလို့ရှိရင်လည်းဒါ no လို့ပဲဖြစ်မယ်နော် no I have never been a member of or involved in or in any associated with any group or unit အဲ့လိုဖြစ်အောင်မယ်နော် okay have you ever advocatedဆိုတာသူမြောက် no ဆိုဘူးလား either directly or indirectly the overthrow of any government by force or violence အစိုးရဖွဲ့စည်းတစ်ခုခုကိုအာဏာသုံးပြီးတော့မဟုတ် government by force ပေါ့နော်အကြမ်းဖက် or violence အကြမ်းဖက်ခြင်းအဖြစ်တော့မဟုတ်အင်အားသုံးပြီးတော့အစိုးရတစ်ခုခုကိုတော်လှန်ပုန်ကန်ဘူးလားလို့မေးတာ either directly တိုက်ရိုက်တော့၎င်း indirectly ဆိုတာတိုက်ရိုက်မဟုတ်တော့၎င်းပေါ့နော်ကိုကအလူငွေပေးတာတော့အဲ့လိုမျိုးလုပ်ခဲ့ဘူးလားလို့မေးတာ so no ပေါ့နော် because why လို့မေးလာခဲ့လဲဆိုလို့ရှိရင် because I have never advocated okay စင်ပြေတယ်နော်စင်ပြေရင်ကျွန်တော်ဆက်ကြည့်မယ် have you ever been persecuted ဆိုတာသူများညှဉ်းပန်းနှိပ်စက်ဘူးလားလို့ပြောချင်တာ either directly တိုက်ရိုက်တော့၎င်း indirectly တိုက်ရိုက်မဟုတ်တော့၎င်း any person because of race လူမျိုးကြောင့်အသားရောင်ပြောချင်တာ religion ကိုးကွယ်မှုဘာသာကြောင့်ဒါမှ national origin လာတဲ့နိုင်ငံမော်နော်ဇင်းမြစ်ကြောင့် member in a particular social group အဖွဲ့အစည်းတစ်ခုခုမှာပါဝင်တဲ့လူတယောက်ကိုညှဉ်းပန်းနှိပ်စက်ဘူးလားဒါမှ political opinion နိုင်ငံရေးမြင်ကိုယ်နဲ့မြင်မတူတဲ့နိုင်ငံရေးပုံကိုနိုင်ငံရေးသမားပေါ့နော်ဒါမှမဟုတ်နိုင်ငံရေးပုံကိုတယောက်ကိုဓာတ်ရိုက်ဒါမှမဟုတ်ဓာတ်ရိုက်မဟုတ်ပေါ့နော်တွဲဝိုင်းနီလန်းနေနဲ့ညှဉ်းပန်းနှိပ်စက်ဘူးလားလို့တော့မေးတာဆိုတော့ no လို့ဖြစ်မှာနော် no I have why လို့မေးတာဆိုလို့ရှင် because I have never persecuted any person လို့ပဲဖြစ်နော်ကျွန်တော်တစုံတယောက်မှတခါမှမညှဉ်းပန်းမနှိပ်စက်ဘူးလို့ပြောချင်တာ okay ဆက်ကြည့်မယ်ဆို have you ever committed ကျူးလွန်ဘူးလား assisted in committing ကျူးလွန်ဖို့ထောက်ပံ့ဘူးလား or attempted to commit ဒါမှကျူးလွန်ဖို့စ조사ဘူးလား a crime ရာဇဝတ်မှုကိုတဲ့ or offense for which you were not arrested ဒါအမှုတစ်ခုခုကြောင့်ကိုတော့အဖမ်းမခံထိဘူးဒါပေမဲ့အမှုတစ်ခုခုမပါဝင်ဘူးလားလို့မေးချင်တာဆိုတော့ no ပေါ့နော် no လို့ဖြစ်မယ် why because I have never committed any crime လို့ဖြစ်မယ်နော်ကျွန်တော်တခါမှရာဇဝတ်မှုမကျူးလွန်ဘူးလို့ပြောချင်တာ okay နောက်တစ်ခုဆက်ကြည့်အောင် have you ever been arrested အဖမ်းခံထိလား cited လက်မှတ်ပေးခံဘူးလားလက်မှတ်ဒါမှမဟုတ်ကျွန်တော်ဒီမှာ ticket လောက်လည်းပြောတယ်မှာ plate တွေ ticket ပေးတာကိုတော့ cited လို့ခေါ်တယ်နော် or detain ဆိုတာထောင်ထဲမှာကျဉ်းချခံတာ by any law enforcement law enforcement ဆို plate တွေရဲတွေကနေပြီးတော့တဲ့မင်းကိုဖမ်းဘူးလား ticket ပေးဘူးလား detain ထောင်ချဘူးလား including any immigration official တွေအနေပြီးတော့မင်းဖမ်းဘူးလားတဲ့ any official of the US Armed Forces
American စစ်တပ်ပေါ့နော် Armed Forces ဆို American စစ်တပ်ကိုပြောချင်တာနော် plate တွေလည်းပါမယ်စစ်သားတွေလည်းပါမယ်ရေတပ်လေတပ်ကုန်ပါမယ် for any reason အကြောင်းပြချက်တစ်ခုခုကြောင့်မင်းအဖမ်းခံဘူးလားမကွာ ticket ရဘူးတဲ့ဆိုလို့ရှိရင်တော့ yes ပေါ့နော် cited ဒါမှ ticket မရဘူး speeding ticket မရဘူးဆိုလို့ရှိရင် no ဆိုတော့ဒီလောလောဆယ် no လို့ကြောင်းဖြစ်မယ်နော် why လို့မေးတာလဲဆိုလို့ရှိရင် because I have never been arrested or cited or detained by any law enforcement officers အဲ့လိုဖြေလို့ရတာနော်စကြည့်အောင် have you ever been charged with committing any crime or offense okay have you ever been charged with committing any crime ရဇဝတ်မှုတစ်ခုခုကျူးလွန်ဘူးလားလို့မေးချင်တာမကျူးလွန်ဘူးဆိုလို့ရှိရင် no ကျူးလွန်ဘူးတယ်ဆိုလို့ရှိရင်ရဇဝတ်မှုကျူးလွန်ဘူးတဲ့လူတွေဒီမှာမကြိုက်ဘူးနော်ဆိုတော့ no လို့ဖြစ်မယ် because I have never been charged with committing any crime ကျွန်တော်တစ်ခါမှရဇဝတ်မှုမလုပ်ဘူးမကျူးလွန်ဘူးလို့ပြောမယ်နော် have you ever been convicted of crime or offense convicted ဆိုတော့မူချခံဘူးလားပေါ့နော်ဟိုမှာကိုတရားစွဲတယ် convicted okay ဒီလူကရဇဝတ်မှုကျူးလွန်တယ်ပေါ့နော်အဲ့လိုမျိုးအပြောခံဘူးလားလို့မေးချင်တယ် convicted တရားစွဲခံဘူးလားတရားစွဲတာဆိုဆူးလို့လည်းခေါ်တယ်ဒါပေမဲ့ကိုတရားစွဲပြီးတော့တရားရုံးမှာပေါ့နော် okay ဒီလူကရဇဝတ်မှုလုပ်ပါတယ်အဲ့လိုပြောတယ်ဆိုလို့ရှိရင် convicted ဆိုတဲ့စကားသုံးတယ်ဆိုတော့အဲ့လိုမျိုးကိုရဇဝတ်မှုရဇဝတ်သားနေနဲ့တရားစွဲဆိုခြင်းခံဘူးလားလို့မေးတာဆိုတော့ no ပေါ့နော်ခံဘူး okay have you ever been placed in an alternative sentencing or rehabilitative ပြန်လည်ပြိုးထောင်ခြင်း for example the version defer persecution with their adjudication defer adjudication okay ဒီစကားလုံးနဲ့လွတ်ချက်ပို့တော့မလို့ရှုပ်နေတယ်ဆိုလိုချင်တာကကိုပြန်လည်ပြိုးထောင်ခြင်းဌာနတွေမှာပို့ဆောင်ခြင်းခံဘူးလားနောက်တစ်မျိုးနဲ့ပြောရမယ်ဆိုလို့ရှိရင်ဥမာအရက်တောက်တဲ့လူဒါမှမဟုတ်မွေးဆေးဝါးဆွဲတဲ့လူဆိုလို့ရှိရင်ဒီ rehabilitative program အဲ့ဒီမှာပို့ခြင်းခံရတယ်ဥမာ DUI ပေါ့နော် DUI ကိုကအရက်တောက်ပြီးကားမောင်းနေဆိုလို့ရှိရင်ကိုပဲ program တွေမှာပို့လဲဆိုလို့ရှိရင် rehabilitative program တွေမှာပို့တယ်ပြန်လဲပြုစုပြိုးထောင်ခြင်းမတင်နန်းတက်ခိုင်းတာတော့ပေါ့နော်တင်နန်းတက်တာတော့ဒီပိုင်းတွေမှာအပို့ခံဘူးလားလို့မေးတယ်သူက no ဒီ for example သူ example ပေးတာတခြား example သူပေးချင်တာပေးလိမ့်မယ်ဆိုတော့ဒီ date တွေကတီးစရာမလို့ကျွန်တော်ပြောတော့ဒါမှ no ပေါ့နော် why because I have never been placed in an alternative sentencing or rehabilitative program လို့ဖြေအောင်မယ် cannot go have you ever received or a suspended sentence or been placed on probation or been paroled okay စကားလုံးတွေကများတယ်၃မျိုးမေးထားတယ် okay have you ever received a suspended sentence or ပြမှုစီရင်ခြင်းခံဘူးလား been placed on probation ဆိုတာတရားရုံးမှာချမှတ်ပြီးတော့ကိုထောင်မှာချပဲပြန်လွတ်လိုက်တာအဓိကပြောချင်တာเนาะ parole ဒီတိုင်းပဲเนาะဆိုတော့အဲ့လိုမျိုးခံဘူးလားပေါ့เนาะNo, because I have never received a suspended sentence or been placed on probation or been paroled. အဲ့လိုရှိလေဖြေစရာမလိုပါမဲ့ no ကိုအဓိကတရားနားလည်ဖို့လိုတယ် Have you ever been in jail or prison ထောင်ရောက်ဘူးလားလို့မေးတာမဟုတ်ထောင်ကျဘူးလားလို့မေးတာเนาะဆိုမကျဘူးဆိုလို့ရှိရင် no ကိုမြန်မာပြည်ကျွန်တော်ဒီမလာခင်ထိုင်းတို့မလေးရှားတွေမှာထောင်ကျဘူးတဲ့ရှေနေနော်သူတို့ထပ်မေးလိမ့်မယ်ဆိုမကြဘူးเนาะဒီ9နှစ်တွင်ပေါ့အမေရိကန်ရောက်ပြီးတော့ဆိုလို့ရှင်တော့မေးတာ have you ever been ပေါ့เนาะထောင်ကြဘူးလားဒါပေမဲ့ထောင်ရှိဝေးကိုမဖြေချင်ဘူးဆိုလို့ရှင် no လို့ယူလိုက်เนาะ because I have never been in jail or prison okay have you ever been habitual drunkard မဲရက်သမားလားတဲ့ရက်ဆွဲတဲ့လူလားတဲ့ habitual drunkardအလိုလျောက်တောက်တောက်ပြောချင်တာလိုလျောက်တောက်တယ်ဆိုတာရက်သမားကိုပြောချင်တာရက်သမားမဟုတ်ရင် no have you ever been involved in prostitution
ဆိုတော့ပြည်တစားတွေကိုငါဘူးလားရောင်းဘူးလားပြည်တစားရောင်းဘူးလားဖြစ်နေ Okay မိန်းကလေးဆိုလို့ရှိရင်ပြည်တစားလောက်ဘူးလားပေါ့နော် Have you ever been prostitution ယောက်ျားလေးဆိုလို့ရှိရင်ပြည်တစားနဲ့မာဘူးလားငါဘူးလားပေါ့နော် procure anyone for prostitution ဆိုတော့တယောက်ယောက်ကိုလိမ်ပိုင်းဆိုင်ရာအတွက်အသုံးပြုဘူးလားပေါ့နော်ရောင်းဘူးလားအဲ့ဒါကိုအဓိကမေးချင်တာဆိုတော့ no ကျွန်တော်တခါမှလိုမျိုးပြည်တစားနဲ့မနေဘူးပြည်တစားလည်းမလုပ်ဘူးဆိုလို့ရှိရင် no because I have never been involved in prostitution have you ever made money from illegal gambling တရားမဝင်လောင်းကစားနေပြီးတော့ပတ်စံရဘူးလားတဲ့ no because I have never gambled because I have never gambled okay ဒီမှာရေးမနော် because I've never been ပြန်သွားမယ် gamble ကျွန်တော်ခါမှလောင်းကစားမလုပ်ဘူး okay have you ever been given false or misleading information to the US government official while applying for an immigration benefit or to prevent deportation exclusion or removal American ဆိုရအောင်ဒီရွှေ့ပြောင်းနေတိုင်းဖို့အတွက်လိမ်ဘူးလားအဲ့ဒါအဓိကပြောချင်တာ deportation ဆိုတာကို American နိုင်ငံနဲ့မအောင်ထုတ်တတ်မှာဆိုတော့မအောင်မထုတ်အောင်လိမ်ဘူးလားအဲ့လိုပြောချင်တာเนาะ exclusion ထုတ်ပယ်ခံရဖို့လိမ်ဘူးလား or removal တူတူပဲเนาะဆိုတော့မလုပ်ဘူးဆို no okay but have you ever lied to any US government official to gain or admission to the United States American နိုင်ငံဝင်ရောက်နိုင်ဖို့အတွက်လိမ်ဘူးလားလို့ပြောချင်တာဒါ immigration benefit တွေရဖို့အတွက်လိမ်ဘူးလားကိုမလိမ်ဘူးဆိုလို့ရှိရင် no ဆိုတော့ဒီမေးခွန်းတွေကိုကျွန်တော် yes or no question တွေလေ့ကျင့်တဲ့ချိန်မှာအဲ့ဒါကျွန်တော်ပြောတဲ့ပြန်ပြီးတော့နားထောင်ကြည့်ပါဒီမှာကျွန်တော်ဖြည့်ရှင်းတာဆိုတော့ဗောနော်ချမ်းမြင်နားလဲဖို့ဆိုတော့ no ဗောနော်ကိုတခါမှမလိမ်ဘူးဆိုလို့ရှိရင် no လို့ဖြည့်အောင်မယ် why လို့မေးလာဆို because I have never lied to any US government official for any benefits or any immigration benefits လို့ဖြည့်လို့ရတယ် okay have you ever been removed excluded or deported from the United States American နိုင်ငံနေပြီးတော့မောင်းထုတ်ခံရဘူးလားလို့အဓိကပြောချင်တာကိုတခါမှမောင်းထုတ်ခံရဘူးဆိုလို့ရှိရင် no have you ever been ordered to be removed excluded deported from the United States order ဆိုတာအမိန့်ချခံဘူးလားပေါ့နော် American နဲ့မောင်းထုတ်ခံရဖို့ချောင်းကန်ဆို no ပေါ့နော် because why လို့မေးတဲ့ဆိုရင် because နဲ့မြေတမ်းဖြစ်မယ်နော် B E C A yes လေးရမလား because I have never been order so နောက်ကျကျွန်တော် grammar တွေပြန်သင်အောင်เนาะအင်္ဂလိပ်စာတွေတည်တံ့သင်မယ် I have never been order to be removed okay have you ever applied for any kind of relief from removal exclusion or deportation have you ever applied for any kind of relief so အကူအညီပြောချင်တာဒီ amount ထုတ်မခံရအကူအညီတွေပါတယ်ရှောက်ဘူးလားလို့ပါညာအကူအညီရှောက်ဘူးလားမေးတာ no ပေါ့နော် I have never applied for any kind of relief လို့ဖြေလို့ရတယ် have you ever served in US Armed Forces American စစ်တပ်မှာစစ်မှုထမ်းဘူးလားလို့မေးတယ်ဆိုလို့ရှိရင်ကိုယ်စစ်သားလုပ်ဘူးတယ်ဆိုလို့ရှိရင် yes မလုပ်ဘူးဆို no လုပ်ဘူးတယ်ဆိုလို့ရှိရင် yes မလုပ်ဘူးဆိုလို့ရှိရင် no have you ever left the United States to avoid being drafted into the United States American စစ်သားအနေနဲ့ခေါ်ဖို့ American စစ်သားအနေနဲ့ draft ဆိုတာစစ်မှုထမ်းဖို့ခေါ်တဲ့ချိန်မှာစစ်မှုမထမ်းခြင်းလို့ပေါ့နော် American နိုင်ငံကခေါ်တဲ့ချိန်စစ်မှုထမ်းဖို့ခေါ်တဲ့ချိန်မှာစစ်မှုမထမ်းခြင်းလို့ American နိုင်ငံကနေပြီးတော့တခြားနိုင်ငံကိုထွက်သွားဘူးလားလို့မေးတာဆိုတော့ no have you ever applied for any exemption from military service in the United States
ဒါလည်းတူတူပဲ exemption ဆိုတာမပါဝင်ဖို့ပေါ့နော် American စစ်တပ်မှာစစ်မှုမထမ်းဖို့ exempt ရှောက်ဘူးလားတဲ့ no မရှောက်ဘူးပေါ့နော် I have never applied for an exemption have you ever deserted from the United Armed Force American စစ်တပ်ကနေပြီးတော့ထွက်ဘူးလားဝင်ပြီးတော့ထွက်ဘူးလား no ထွက်ဘူးဝင်ပြီးတော့ထွက်ဘူးလဲဆိုလို့ရှိရင် yes ပေါ့နော် Are you currently a member of the United States Armed Forces လက်ရှိ American နိုင်ငံရဲ့စစ်သားတော့ Armed Forces လို့ပြောစစ်သားတော့လေတပ်တော့ရေတပ်တော့ကုန်ပါမယ်နော် National Guard တော့ member လားပေါ့နော်စစ်မှုထမ်းနေလားမထမ်းနေဆိုလို့ရှိရင်မထမ်းဘူးဆိုလို့ရှိရင် no Have you been member of or served in any military police security organization in any country American အပါဝင်တဲ့တခြားနိုင်ငံမှာတဲ့စစ်သားပလိဒါမှမဟုတ်လက်နက်ကဖွဲ့စည်းတစ်ခုမှာစစ်မှုထမ်းဘူးလားပါဝင်ဘူးလားပလိလုပ်ဘူးလားလို့မေးတာလုပ်ဘူးလဲဆိုလို့ရှိရင် yes မလုပ်ဘူးဆိုတော့ no များသဖြင့် no ပေါ့နော် American နိုင်ငံမှာစစ်သားလုပ်ဘူးလဲဆိုလို့ရှိရင် yes ပေါ့နော်မလုပ်ဘူးဆို no ဖြေလိုက်ပါ Okay have you ever been involved in genocide genocide ဆိုတာလူမျိုးတုံးတပ်ဖြတ်မှုပြောကြလူမျိုးတုံးတပ်ဖြတ်မှုမပါဝင်ဘူးလားမပါဝင်ဘူးဆိုလို့ရှိရင် no ပါဝင်ဘူးလဲဆိုလို့ရှိရင် yes ဒါမှကျွန်တော်တော်များတော့199လောက်တော့ no ဖြစ်မယ်နော် so no လို့ဖြစ်မယ် Okay have you ever been committed or incited assisted or otherwise participate in torture ဆိုတော့လူတစုံတယောက်ကိုညှဉ်းပန်းနှိပ်စက်မဲ့နေရာမှာပါဝင်ဘူးလားလို့မေးတာ torture ဆိုညှဉ်းပန်းနှိပ်စက်တာမပါဝင်ဘူးဆိုလို့ရှိရင် no Okay now have you ever committed order incited assisted assistance ကိုညီတာ insider ဆိုတာအကြံဉာဏ်ပေးတာပြောဆိုတာကိုပြောချင်တာ order ဆိုတာ order ပေးတာเนาะအမိန့်ပေးတာ committed ဆိုတာကျူးလွန်တာ otherwise participate ပါဝင်တာဘယ်မှာပါဝင်လဲ killing any person တယောက်ကိုတတ်ဖို့အမိန့်ပေးဘူးလားဒါမှမဟုတ်တယောက်တတ်ခံရဖို့ကူညီဘူးလားအဲ့ဒါမေးချင်တာ so no ပေါ့နော် have you ever committed order ဒီအပေါ်မေးခွန်းနဲ့တူတူပဲ participated in causing severe pain or suffering to any person ပြောဆိုလို့ချင်တာတစုံတယောက်နာကျင်အောင်လုပ်ဘူးလားဒါစိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်ဟိုခန္ဓာပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်ညင်ပတ်နှိပ်စက်ဘူးလားလို့ဒီကပြောချင်တာဆိုမလုပ်ဘူး no okay have you ever been ဒါလည်းတူတူပဲဒါမှဒီမှာ denying any person's rights တစုံတယောက်ရဲ့အခွင့်အရေးကိုတဲ့တစုံတယောက်ပေါ့နော်သူရဲ့အသားရောင်ကြောင့်သူရဲ့ဘာသာကိုယ်ကွယ်တဲ့ဘာသာရေးကြောင့် national origin ကြောင့် membership particular group or political opinion နိုင်ငံရေးအမြင်မတူလို့ဒါမှလူမျိုးမတူလို့ဘာသာမတူလို့တစုံတယောက်ရဲ့ခွင့်အရေးကိုချိုးဖောက်ဘူးလားလို့မေးတာကိုမလုပ်ဘူး no have you ever recruited or used child soldiers person under age of 15 in any armed conflict ပြောချင်တာကဒါတော့ no လို့ဖြေမယ်နော်ဘာလို့အသက်15နှစ်အောက်ကလေးတွေကိုတဲ့စစ်မှုထမ်းဖို့ဟို no ဆော်ဘူးလားစစ်မှုထမ်းဖို့ခေါ်ဘူးလားလို့မေးတာ recruiter ဆိုတာခေါ်တာဒါမှမဟုတ်ရွေးတာပေါ့နော်စစ်မှုထမ်းဖို့ရွေးတာခေါ်တာ youth ဆိုတာအသုံးပြုတာ child soldiers ကလေးတွေကိုဆိုတော့ကိုမလုပ်ဘူးဆိုလို့ရှိရင် no Okay, do you support the constitution of and the form of government American နိုင်ငံရဲ့အခြေခံဖွဲ့စည်းပုံနဲ့ American ဆိုရဖွဲ့စည်းမှုတွေကိုတဲ့ support လုပ်လားတဲ့ထောက်ကလား yes okay no တော့ why မြေ yes ဆိုလို့ရှိရင် why ဆိုလို့ရှိရင် because I support the constitution yes I support the constitution why လို့ထားမယ်လား because I love the constitution လို့ဖြစ်လိုက်နော် do you understand the oath of allegiance to the United States American နိုင်ငံရဲ့ full oath of allegiance American နိုင်ငံပေါ်မှာသစ္စာဂတိပြုတာအောင်နားလဲလားဆိုတော့ကိုနားလဲရမှာနော်ဆို yes ဘာလို့ American နိုင်ငံသားဖြစ်တဲ့အချိန်မှာသူဒီ oath of allegiance သစ္စာဂတိပြုရတယ်ကျွန်တော် American နိုင်ငံရဲ့ဥပမာဆိုလက်မြောက်ခိုင်းပြီးတော့ကျွန်တော် American နိုင်ငံရဲ့ခြေခံဖွဲ့စည်းပုံကိုကျွန်တော်ထောက်ခံပါတယ်ပေါ့နော် or are you willing to take
full oath of allegiance to United States American နိုင်ငံပေါ်ဂတိတစ္ဆာပြုချင်လား are you willing ဆန္ဒရှိလားလို့မေးချင်တာ yes ဒါလည်း yes ဒီပေါ့နော်ဒီအကောင်လုံး yes အဖြေတွေ why လို့မေးလိုက်ဆို because I love the United States ကျွန်တော်အမေရိကန်ကိုချစ်တယ်လို့ပဲဖြေလိုက်သူရှိဝေးလို့သူမေးမှာမဟုတ်မေးခဲ့တယ်ရှိတော့ if the law requires တကယ်လို့ဥပဒေအရလိုအပ်လာတယ်ဆိုလို့ရှိရင် are you willing to bear arms on behalf of the United States အမေရိကန်နိုင်ငံအတွက်လက်နက်ကင်တကယ်လို့ဥပဒေအရလိုအပ်ခဲ့သည်ရှိတော့သင်အမေရိကန်နိုင်ငံအတွက်လက်နက်ကင်မှာလား yes ပေါ့နော်ကင်မယ် okay why because I love the United States I want to protect the constitution အဲ့လိုဖြစ်လို့ရတယ်ကျွန်တော်အမေရိကန်နိုင်ငံကိုချစ်တယ်ကျွန်တော်အမေရိကန်ရဲ့အခြေခံဥပဒေကိုကျွန်တော်ကာကွယ်ခြင်းတယ်အဲ့လိုဖြစ်လို့ရတယ်နော် if the law requires it are you willing to perform non-combatant services in the United States Armed Forces တကယ်လို့ဥပဒေရလိုအပ်ခဲ့သည်ရှိတော့ကျွန်တော်အသင်အမေရိကန်နိုင်ငံစစ်တပ်ထဲမှာစစ်တိုက်ခြင်းမဟုတ်တဲ့တာဝန်ထမ်းဆောင်မှုတွေလုပ်ချင်လား non-combatant services ဆိုတာစစ်တိုက်တာမဟုတ်တာဟိုစစ်တပ်မှာထမင်းတွက်ချက်တာလည်းဖြစ်နိုင်တယ်တနက်ပြောင်းစေးတာလည်းဖြစ်နိုင်တယ်โอเคစစ်ဖက်တိုက်တာလည်းဖြစ်နိုင်ဝှစ်လျှော်တာလည်းဖြစ်နိုင်တယ်တနည်းနည်းပေါ့နော်စစ်မတိုက်တဲ့ဟာဥပဒေရလိုအပ်တယ်ဆိုလိုအပ်တယ်လို့ဆိုမင်းလုံးမလားပေါ့နော် yes လုံးမယ်ကွိုင်းမရှိဘူးပေါ့နော်လုံးမယ်ပြဿနာမရှိဘူး okay if the law requires it ဒီကလေးဥပဒေရလိုအပ်တာလဲဥပဒေရတောင်းဆိုလာတယ်ဥပဒေရလိုအပ်တာလဲဆိုလို့ရှိရင် are you willing to perform work of national importance under civilian direction national importance ဆိုတာအမေရိကန်နိုင်ငံအတွက်မဖြစ်မနေလုပ်ရမယ်ဥပမာa national intelligence နဲ့လည်းတူတယ် importance ဆိုတာရေးကြည့်တာဒါပေမဲ့ intelligence ဆိုတာနိုင်ငံရဲ့လျှို့ဝှက်ပိုင်းဆိုင်ရာပေါ့နော်နိုင်ငံရဲ့သတင်းချက်လို့ပြောကြတယ် intelligence မ CIA ဆိုလို့ရှိရင် Central Intelligence Agency အမေရိကန်နိုင်ငံရဲ့ Central ဗဟို intelligence စုံထောက်လို့လည်းပြောတယ်ထောက်လန်းရေးလို့လည်းပြောလို့ရတယ်နော်ဒါမှမဟုတ်လျှို့ဝှက်ချက်လက်ဆိုတော့နော် under civilian direction လုပ်ချင်လား yes ဆိုတော့အချမ်းမြင့်ကြုံနားလိုက်မယ်ထင်တယ်နော်ဒီဟာဆိုတော့တချို့မေးခွန်းတွေကလည်းနားမလဲမသိကြဘူးဆိုလို့ရှင်ကျွန်တော်ဆက်မေးပါနောက်ပိုင်းကျွန်တော်ချင်းရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ပြောမယ်နော်ကျန်သေးလား slide okay မကျန်တော့ဆိုကျေးဇူးအများကြီးတင်တယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲနောက်ဗီဒီယိုမှာတွေ့ရအောင်အင်္ဂလိပ်စာတွေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ပြောခဲ့ပါနော် comment တွေမှာအင်္ဂလိပ်စာလေ့လာခြင်းနဲ့ okay ကျေးဇူးပါ